တင်းနာမည်မှာပါတဲ့အခရာတွေဟာတင်းရဲ့2026ခုနှစ်ကန်ဂျမာကိုဆုံးဖြတ်ပေးနိုင်တယ်ဆိုတာတင်းသိပါသလားအခုဆရာဖတ်ပြမယ့်အခရာတွေထဲမှာတင်းနာမည်ပါနေရင်တော့ဒါဟာတင်းအတွက်အောင်မြင်မှုနှစ်ဖြစ်လာမှာပါအထူးသဖြင့်နာမည်မှာကစတပအနဲ့မဝတဟပါတဲ့သူတွေပါတင်တို့ဟာ2025မှာအင်မတန်ရုန်းကန်ခဲ့ရပေမဲ့2026မှာတော့ဘရင်လိုစံစားရမယ့်ကံမျိုးရှိနေပါတယ်။တင်တို့ဟာစိတ်ထက်ခိုင်မာသူတွေထလို့စัจ java လာကတင်တို့ကိုထိုက်တန်တဲ့ဆူလပ်တွေပေးတော်မှာပါ။တကယ်လို့အခုပေးထားတဲ့အခရာတွေဟာအကုန်လုံးတင်းနာမယ်မှာပါနေရင်တော့9ရက်အတွင်းကံကောင်းမှုကြီးကြီးမားမားတစ်ခုရောက်လာတော့မှာပါ။ဒါဟာရှေ့ကိုအရှိန်အဟုန်နဲ့တိုးတက်တော့မယ်ငွေကြေးတွေပြည်စုံတော့မယ်လို့ပြောနေတာပါ။တင်နာမယ်မှာဒီအခရာတွေပါနေရင်တင်မှာဖုံးကွယ်ထားတဲ့ပါရမီတွေရှိနေပြီး2026မှာအဲ့ဒီပါရမီတွေကနေငွေဖြစ်လာပါလိမ့်မယ်။တင်နာမယ်မှာပါတဲ့အခရာတွေကဘာလဲဆိုတာဆရာသိနိုင်ဖို့ comment မှာရေးခဲ့ပါ။တင်ရဲ့ကန်ကြမ္မာအပြည့်အစုံနဲ့ကံပွင့်စီမဲ့နာမည်ပေးရေးတွေ့ရတွေကိုသိချင်ရင်တော့ဆရာစီကို message ကနေအခုပဲလာမေးလိုက်ပါ။ဆရာတင်ကိုစောင့်နေပါမယ်။